စိတ်မချနိုင်နေသည်မေဦးလိမ္မာပါရီဆိုရီအမိသားတွေကျူးစားပါရီဆိုရီအမိသမီးတွေအမိနဲ့အတူမတန်းကြည်ယုံလေးနဲ့မရတမ်းနေစီလို့ဒီမေဦးမျက်နှာကြည့်လို့တီးကြစေခြင်းတလို့အကြောင်းအကျိုးအမိတွေ့လို့ရှိရည်ကိုမျောမြင်မနိုင်မနှင်းလေးဒီအမေပခုမောဝိုင်းမလို့သိစီလို့တို့တာဝန်ကြည်မွန်ကြလို့အမေကိုကူညီလို့တယောက်ချင်းစီဆောင်ရွက်ကြမှာငြိမ်းချမ်းမေဒီကဘာကိုအေးချမ်းပါစေအမေဘုရားကြောင့်ကံစိတ်ပရိနေအမေအေးချမ်းပါစေအမေအေးချမ်းပါစေဆရာထောင်းလို့အရွယ်အိုးမိမိမြတ်တာတမ်းဖို့နားမလေးကြသူများတကူအမေအိုးအရွယ်ဆိုဘုရားကြောင့်ကံစိတ်ပရိနေငြိမ်းချမ်းရမယ့်ဒီအချိန်ကိုအားလာတဲ့အမေရဲ့သမီးတွေမလိမ္မာသေးလို့စိုးရိမ်နေတဲ့ဒီအမေဦးခွန်လပါအမေရဲ့သားတွေမလိမ္မာသေးလို့စိတ်မချနိုင်တဲ့ဒီအမေဦးလိမ္မာပါရီဆိုရီအမိသားတွေကျူးစားပါရီဆိုရီအမိသမီးတွေအမိနဲ့အတူမတန်းစီယုံလေးနဲ့မရတမ်းနေစေလို့ဒီမေဦးမျက်နှာကြည့်လို့တီးကြစေခြင်းတလို့အကြောင်းအကျိုးအမေတွေ့လို့ရှိရည်ကိုမျောမြင်မနိုင်မနှင်းလေးဒီအမေပခုံးမောဝိုင်းမလို့သိစီလို့ကိုတာဝန်ကြည်မွန်ကြလို့အမေဦး